တော်တော်လူပြလေးဖြစ်ပြီးတော့လူပြလေးဖြစ်နေပြီလောကရှော့အရင်ရှက်တယ်ကဲဟယ်လိုအားလုံးပဲမင်္ဂလာပါကဲဒီနေ့ကကျတော့ PC တစ်ခုရောက်ပြီပေါ့နော် PC တစ်ခုမှာထားတာရောက်လာပါတယ်တော့အဲ့ဒါဘာလဲဆိုတော့ထောက်ကြည့်ကြည့်နော်ထောက်ကြည့်ကြအောင်ATP တော့ပါတော့ဘာရောက်လာလဲဆိုလို့ရှိရင် Oh my god ကြီးပဲတော့အဲ့လိုကြည့်မလို့ထင်တာဒါဘာလေးလေဖက်ကလေးကအရင်မလိုက်တာလုံးဝမထင်ထားဘူးအဲ့လိုကြည့်အိုးတန်လိုက်တာ Oh my god ကဲကြည့်ရှိသူကြီးဒါလေးကဘာလဲဆိုလို့ရှိရင်တော့ဒါလေးကဘာလဲသိလားဒါလေးကသားတွေသမီးတွေထည့်ဖို့အတွက်အိတ်ကလေးပါလို့ line ပေါ်ကနေမှာလိုက်တာပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုအရင်ဆုံးဖြိုးစီစဉ်ကြည့်လိုက်အောင်မယ်ဒီကိုထည့်ပြီးတော့သွားမှာဆိုတော့အေးဟေးလာလိုက်တာအေးဟေးလုံးဝခွက်တီပဲကြည့်ရှိသူကြီးဒီမှာလွယ်အိတ်ကလေးနော်ခွေးလေးကြောင်လေးလွယ်တဲ့လေအိတ်ကလေးပါလို့ဒီဟာလေးကိုဘလို့တက်ရမှာလဲဒီမျိုးပုံစံတော့ဖြစ်တော့ပြီပြောမဆိုသူ့သားနဲ့သူနဲ့ထိလို့ရတယ်အကောင့်ပြောမဆိုလို့ရှိရင်အကောင့်ကြီးသူကပြောမဆိုလို့ရှိရင်ထိလို့ရတယ်ပေါ့အောက်ကလေးမာတယ်တော့အောက်ကလေးမာတယ်ဆိုတော့မဆိုးပါဘူးဒီမှာကျတော့ခွေးတွေထိတာဒီနားကျတော့ဟွာလေးပါတယ်ဟိုဘယ်လိုပြောမလဲအသက်ရှိလို့ရတဲ့လင်ဝင်ပေါက်ကလေးနှစ်ခုပါတယ်ပေါ့နော်ဒီထိတာကျတော့ဒီပေါက်ကနေထိရမှာတဲ့သူကဒီပေါက်ကနေပြီးတော့ဒီမလေးနိုင်ပဲရောက်တော့ပြီးတော့စိတ်အာသူကဟိုအထိကြိုက်တယ်ဆိုတော့ဟိုအထိမှဝင်နေတော့ခွက်လမ်းမယ်လက်ကီမလဲညပြပေးအောင်မယ်သူဘယ်လိုလုပ်နေလဲအောင်မလက်ကြီးရေမတူမဲ့တော့ဆိုနေအောင်မဟာစိမ့်မှုทำอะไรมานี่အောင်မလက်ကြီးမှာစိမ့်မှာအောင်မဒီနားလားလက်ကြီးတော့မနေကြည့်ပြီလားကောင်းလို့မကိုက်နဲ့ဒီနားလားစိမ့်မကိုက်နဲ့တားမကိုက်ရဘူးကဲနောက်ပြီးကြတော့ဒီမှာပေါ့နော်အောက်ကနေပြီးတော့သေးတွေရှိတဲ့ခံနဲ့အပိုင်းလေးပါတယ်ဆိုတော့အဲ့ဒီပိုင်းလေးဖြိုးခံထားလိုက်ကြအောင်ကဲအဲ့ဆိုလို့ဒီနားနဲ့ထိလို့ရဆိုတော့လက်ကီလေးကမနေကြည့်နေပြီရှစ်စုပ်ဒီမှာကြည့်ရှစ်ဆောင်လေးလက်ကီလေးကမနေကြည့်နေပါပြီတော့တော်တော်လူပြလေးဖြစ်ပြီးတော့လူပြလေးဖြစ်နေပြီလောကရှော့အရင်ရှက်တယ်အဘပဲအဘပဲအချက်နေကြီးတယ်နော်မမီအချက်နေကြီးတယ်အရင်ရှက်အသေးတွေဦးတွေရားနေမကြည့်ပါပါလေးကအခုဆိုလို့ရှိရင်ဘယ်နှစ်လလေးဆိုလို့ရှိရင်တော့အခု6လပိုင်း7ရက်နေ့ဆိုလို့ရှိရင်2လပြည့်တော့မယ်တတလေးကစိမ့်ထမလာရလို့မနီမဗီဒီယိုထဲမှာဝင်လာမမီနားလာအေးမပြလိုက်အောင်မသားတဲ့သမီးတွေဒီမှာတလေးပါလက်ကီလေးပေါ့ဒါကျတော့သမီးလေးစိမ့်အခုဆိုလို့ရှိရင် तू ကကလင်းမူပြီးတဲ့နောက်ပိုင်းအစားအစာတွေစားပြီးတော့နေပြင်ပြီးတော့ကိတ်လာတယ်ဝလာတယ်အစားကောင်းလေးတွေစားလို့ဒီမှာ तू ဆွေးကြိုးလေးတွေဝင်ဝေပေးထားတယ်ဒီမှာ तू ရမ်းကြိုက်မှကြိုက်ဆွေးကြိုးလေးကိုပထမကျတော့အကျင့်မရအောင်နောက်ကျတော့အကျင့်ရသွားတာပေါ့နော်ဒီမှာချိန်မှာဒါသူ့ရဲ့သားလက်ကီလေးအမွှေးတွေဖွာပြီးတော့အိမ်မှာရှစ်တော်လေးသမီးလေးချစ်တယ်နော်အဘကဲမနေတို့အတွက်အိမ်ဝေးလာပြီးအပြင်တော်တဲ့ခါကျတော့ရှင်လိုက်မယ်မလားအပြင်တော်တဲ့ခါကျလိုက်မယ်မလားဘယ်သူလိုက်မယ်လဲပြန်တော်တဲ့ခါကျလို့ရှိရင်ဒီခဏလေးပြန်တော်တဲ့ခါကျဘယ်သူလိုက်မယ်လဲပြန်တော်တဲ့ခါဘယ်သူလိုက်မယ်လဲကဲရောလက်ကီးဝင်တော်လိုက်စမ်းလက်ကီးဝင်တော်ကဲရောစိမ့်မရောက်ဝင်တော်အောင်ခောက်ပါကဲလုံးဝကွက်တီပဲသားတယ်မင်းနေနဲ့သားနဲ့သမီးနဲ့ဒီမှာကြည့်ပါဒီဘက်ကနေကြည့်ဒီဘက်ကလည်းအပေါက်ကလေးပါတယ်ဆိုတော့သူတို့အပေါက်ကလည်းထွက်တယ်ဒီမှာတွေ့လားသူ့သားရောသူ့မေရောနှစ်ကောင်ထိလို့ရတယ်ချင်းအောက်ကနေပြီးတော့လေလုံးဝမာနေရောချစ်ဆုံးလေးနော်ကွက်တီပဲနောက်ဆိုလို့ရှိရင်ဒီမျိုးလိုအိတ်ကလေးကိုလွယ်ပြီးတော့သွားတော့တူဒီမှာချင်းဒီမှာအပေါက်ကလေးတွေ့လားအပေါက်ကလေးနဲ့ချောင်းကြည့်နေပါတယ်ဗျို့အပေါက်ကလေးနဲ့ချောင်းကြည့်နေတယ်ဗျို့အမကျင်းရနော်ကျင်းရလားအပေါက်ကလေးနဲ့ချောင်းကြည့်နေတယ်ဟုတ်တော့အမကြိုက်တယ်ပေါ့ဟုတ်လားတမီးကြိုက်လားဒီရင်လေးကြိုက်လားကြိုက်တယ်ဆို share လို့ကြိုက်တယ်ဆို share လို့ကြိုက်တယ်ဆို share share လာလို့တယ်ကြိုက်တယ်တဲ့ကဲနော်သမီးလေးကကြိုက်သွားပြီ तू ကတော့လက်ကီရောကြိုက်လားတာလက်ကီရောလက်ကီလေးလားလက်ကီလေးရောကြိုက်သွားပြီတဲ့ငါရှစ်တော်လေးလက်ကီလေးပါလက်ကီလေးကတော့အခု6လပိုင်း7ရက်ကြာ2လပြည့်ပြီရှစ်ပေးပါအောင်တတရောလက်ကီလေးကိုလေနော်နောက်ဆိုလို့ရှိရင်လက်ကီရဲ့ဗီဒီယိုဖိုင်လေးအများကြီးတက်ပေးမယ်တနေ့ရှစ်စီရရန်ကောင်းလာတယ်ဒေါသလေးကြီးစိတ်တူကလေးမြဲတနေ့သူ့ရဲ့သူကြိုက်လို့လက်ရတယ်တော့မှမနေတော့ဘူးအခုဆိုလို့ရှိရင်သူ့ရဲ့သွားရတယ်လက်ထဲမှာဆိုလို့ရှိရင်သူ့ရဲ့မိကတော့ဒီသေးမှလေးပေါ့စိတ်ရအဘလာပဲအဘအဘောင်းပြီးအဘလေးလာပဲသူကတော့တနေ့ရှစ်စီရလေးပေါ့နော်ကိတ်လေးနဲ့လက်ကလေးနဲ့စိမ့်လေးပြပေးပါအောင်လို့လာပြောတဲ့သူတွေပြပေးလိုက်ပါပြီလို့ချစ်ပေးကြပါအောင်နော်ကဲ
ရောတတလေးတတလောက်လိုက်တတခမျောတတလေးရှော့ပြပါဦးလို့အသေးတော့နှလုံးသားတော့ဒါချစ်တယ်အမလို့ဘလို့ရှမမတိဘူးအမလို့အရန်ချစ်ကဲဆိုလို့ရှိရင်ဒီလောက်ပါပဲလို့เนาะအချစ်တွေကနည်းနည်းကျန်းသွားတယ်ဟိုကငေးသေးတယ်ဆိုတော့ကျန်းလို့မရသေးဘူးအဲ့ဆိုလို့ရှိရင်ဒီလောက်ပါပဲလို့ဒီမှာနောက်ဆိုလို့ရှိရင်သူတို့ကိုလွေးကလေးနဲ့သွားတော့မယ်เนาะအားလုံးချစ်တယ်ကျေးဇူးအများကြီးတင်ပါတယ်လို့အစနဲ့ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ပါတက်တာလို့ပြလိုက်တက်လေးရတက်တာကဲစိမ့်ရဒီဘက်ကနေထလာတမီးလေးဒီဘက်ကနေထလာမတွေ့လားထလာလို့ရတယ်มาขึ้นมาออกมาอันนี้มาโอเคเก่งมากลูกแม่เก่งมากเลยใจล่ะใจตัวพี่ครับเอามาใจตัวพี่တက်လာလိုက်ဒီနားမှာมันတက်ลูก